မင်္ဂလာပါရှင် My Life's Diary by Alice ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဘာမှမပြောခင်ရင်ဆုံးကျမရဲ့ပုံလေးကိုဒီ visualize ပေါ့နော်မျက်စိထဲမြင်လာလို့ရအောင်ပုံဖော်ပေးပါမယ်ဒီနေ့တော့ကျမကအနက်ရောင် t-shirt ဝတ်ထားရပေါ့နော်အဲ့ဒီပုံမှာအဖြူရောင်စလုံးလေးနဲ့but my mom says I'm cool ဆိုတဲ့ဟာလေးထည့်ထားရပေါ့နော်ရိုက်ထားရပေါ့လေအဲ့စလုံးလေးရိုက်ထားတယ် and then ကျမရဲ့ဒီမတူမရှိစပယ်အောင်ကြတော့ရာဒီဥတုပူရာဖြစ်တဲ့အတွက်ကြောင့်မို့လို့အပေါ်လှမ်းပြီးတော့ဒီနေ့ကုတ်ထားရပေါ့နော်အဲ့ဆိုရင်ဒီနေ့ကျမတို့ပြောမယ်podcast လေးစပါမယ်ဒီမှာကျွန်မပြောချင်တဲ့အကြောင်းအရာလေးကကြတော့ blindness or visual impairment ပေါ့နော်ဒီမျက်အာရုံ sorry ဆိုအများသိကြတဲ့ဒီမျက်မမြင်ဆိုရင်အများသိကြတဲ့အမျက်အာရုံချွေးအားနည်းနေမှုပေါ့နော်ဒါနဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ကျွန်မရဲ့ဘဝတစ်စိတ်တစ်ပိုင်းပဲပေါ့နော်ဘယ်လိုအကြောင်းအရာလေးဖြစ်မလဲဆိုတာကိုမသွားခင်မှာအရင်ဆုံးကျွန်မရဲ့အတွေ့အကြုံလေးကိုအရင် sharing လုပ်ပြပါမယ်ရှင်လွန်ခဲ့တဲ့နှစ်လောက်ကပေါ့နော် maybe 2019 yeah အဲ့တုန်းကပေါ့နော်ကျွန်မဒီရန်ကုန်မှာtaxi ငှားတယ်ပေါ့ taxi ငှားတယ်ဆိုတာကဒီSakura Tower သွားမယ်ပေါ့နော်အဲ့ဒီ taxi ငှားတော့taxi ထဲရောက်တဲ့ခါကျတော့ဒီ driver ကဘာပြောလဲဆိုတော့အဲ့ကဟိုပေါ့နော် blind massage room ပေါ့နော်ကျွန်မဒီမျက်မမြင်အကြောပြင်ပေါ့နော်အဲ့ဟောသွားမလို့မလားတဲ့သူအဲ့လိုမျိုးမေးတယ်ပေါ့နော်အဲ့နဲ့ကျွန်မမဟုတ်ဘူးလို့ဆိုတော့နည်းနည်းအံ့ဩသွားရပေါ့နော်ဒီအဖြစ်အပျက်လေးမှကြည့်မယ်ဆိုလို့ရှိရင်အဲ့ဒီ taxi driver နဲ့ကျွန်မဒီဘာမှသိခဲ့တာလည်းမဟုတ်ဘူး personally သိကျွမ်းချင်လည်းမရှိဘူးပေါ့နော်အဲ့မဲ့သူဘာလို့ဒီတန်းခနဲ့မေးလဲဆိုတဲ့အချိန်မှာကျတော့ကျွန်မကblind တယောက်ပေါ့နော်မျက်စိမြင်တဲ့သူတယောက်ဆိုတော့သူအနေနဲ့stereotype လို့ခေါ်ရမှာပေါ့နော်တရေတည်မှတ်ထားမိတာဘယ်လိုမျိုးရှိမလဲဆိုလို့ရှိရင်ဒီမျက်မြင်ဆိုလို့ရှိရင်ဒီမျက်မြင်အကြောပြင်အနှိပ်လုပ်တယ်ပေါ့နော်ဒီလိုမျိုးအတွဲလိုက်မှတ်ထားပေါ့နော်ဆိုတော့တကယ်တော့အဲ့ဒီတုန်းကကျွန်မအဲ့ Sakura Tower သွားတာကအဲ့မှာရှိတဲ့ကျွန်မ company တစ်ခုပေါ့နော်အဲ့မှာအဲ့တုန်းကကျွန်မကဒီ junior analystဘယ်လိုခေါ်ရမလဲငယ်တန်းသူတည်တည်ပေါ့နော်အဲ့မှာအဲ့ position နဲ့ကျွန်မအလုပ်လုပ်နေခဲ့တာပေါ့နော် Okay so ဒီအဖြစ်အပျက်လေးမှာဆိုလို့ရှိရင်ပြောခဲ့တယ်လို့ပဲဒီဦးလေးကဒီမျက်စိမမြင်ဖြစ်တာနဲ့ဒီအကြောပြင်အနှိမ့်နဲ့ကိုတွဲပြမှတ်ထားရပေါ့ဒါမျိုးတွေကဒီ blind လောကမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်အပြင်လောကမှာလည်းရှိတတ်တယ်ဥပမာ like for example တောင်ပေါ်သူတွေဆိုလို့ရှိရင်ဖြူဖြူဖွဖွေးနဲ့ခန္ဓာကိုယ်ကျဉ်ကျဉ်ခိုင်နဲ့ဒီလိုမျိုးပေါ့နော်ပြင်းပြင်းတက်ကြတယ်လို့ဥပမာချင်းပြည်နယ်လို့ပြောလိုက်ရင်လည်းနေရာတိုင်းမှာကျွန်တော်တောင်စလက်ပန်းရှိမယ် like ရှမ်းပြည်ဆိုရင်လည်းနေရာတိုင်းမှာနှင်းကြမယ်ပေါ့နော်စသဖြင့်အဲ့လိုအတွဲလိုက်မှတ်ထားမိတတ်ကြမျိုးရှိတယ်အဲ့လိုပဲကျွန်တော်တို့အမြင်အာရုံချွေးရန်အားနည်းနေတဲ့သူဆိုရင်လည်းအလုပ်အကိုင်းဒီအကြောပြင်အနှိပ်ပေါ့နော်ဒီလိုမျိုးတွဲမှတ်ထားရှိတယ်ဆိုတော့ generally speaking ညီပူရပြောရမယ်ဆိုတော့ဒါမှန်တယ်ဒါပေမဲ့100% လားဆိုတော့မဟုတ်ဘူးပေါ့နော်ဥပမာရှမ်းပြည်မှာနေရာတိုင်းနှင်းကြလားဆိုမကြောက်ဘူးအဲ့လိုမျိုးပဲကျွန်တော်တို့ဒီအမြင်အာရုံချွေးနေတဲ့သူဒီရဲ့အလုပ်အကိုင်းတိုင်းကလည်းအကျော်ပြင်အနှိမ်မဟုတ်ဘူးပေါ့နော်ဆိုတော့ဒီညမှာတခု disclaim လုပ်ချင်တာကဒီအနေနဲ့မျက်မြင်အနှိပ်ပညာကိုထိပါပြောဆိုလိုတာမဟုတ်ဘူးပေါ့နော်ကျွန်မပြောချင်တဲ့ဆိုလိုရင်းကဒီအမြင်အာရုံချွေးအားတဲ့သူတွေရဲ့အလုပ်အကိုင်ကလည်းကျန်တဲ့မျက်စိမြင်တဲ့သူတွေလိုပဲအမျိုးစုံရှိတယ်ဒီတစ်ခုတည်းမဟုတ်ဘူးဒီတစ်ခုတည်းတွဲမြင်လို့ရတာမျိုးမဟုတ်ဘူးဆိုတဲ့ဟာလေးကိုသွားချင်တာပေါ့နော်အဲ့ဆိုရင်မေးစရာရှိရ okay ဒါဆိုလို့ရှိရင်အများကြီးမတန်ဆွမ်းတွေဘာလုပ်ကြလဲလို့မေးလို့ရှိရင်ကျွန်တော်တို့ဘယ်လိုမေးခွန်းမျိုးနဲ့တူသွားမလဲဆိုတော့ကျန်တဲ့ဒီအမြင်အာရုံတန်ဆွမ်းတဲ့သူတွေပေါ့နော်မျက်စိမြင်တဲ့သူတွေကဘယ်လိုအလုပ်လုပ်ကြလဲလို့
မေးလိုက်တယ်လို့ပဲပေါ့နော်ဆိုတော့လုပ်လို့ရပါတယ်ကျမတို့အမြင်အာရုံတန်ဆွမ်းသူတွေထဲမှာလည်းအလုပ်ကိုင်အမျိုးမျိုးပေါ့နော် career အမျိုးမျိုးလုပ်ကိုင်နေတဲ့သူတွေရှိတယ်ဆိုတော့ teaching ဘိုင်းသင်ကြားရေးဘိုင်းမှာရှိတယ်ပြီးလို့ရှိရင်ဒီ computer programming ဘိုင်းပေါ့နော်ဒီနည်းပညာနဲ့ပတ်သက်တဲ့အပိုင်းတွေမှာရှိတယ် baker ဒီလိုမုံဖုတ်တဲ့သူတွေရှိတယ်ပြီးရင်ဒီ company ရဲ့ administration ဘိုင်း management ဘိုင်းအဲ့ဖြစ်ပေါ့နော်ဒီလိုစီမံခန့်ခွဲမှုအမျိုးမျိုးနယ်ပယ်စုံမှာလုပ်နေကြတာရှိတယ်ခုနနေကကျွန်တော်ပြောတဲ့ massage ပေါ့နော်ဒီအကျော်ပြည့်အနှိပ်ဒီဟာဒီလည်းကျွန်တော်တို့ career တွေအနေနဲ့အဲမှာတစ်ခုအနေနဲ့တော့ပါတယ်ဆိုတော့သူချီပဲမဟုတ်ဘူးကျွန်တော်တို့ဒီ diverse careers ပေါ့နော်ဒီအလုပ်ကိုင်အမျိုးမျိုးထဲကတစ်ခုအနေနဲ့ပါတယ်ပေါ့နော် okay ဒီနေ့ sharing လုပ်ပေးချင်တာကတော့ဒီလောက်ပါပဲဒီကနေကျမတို့take away message လေးထုတ်ယူမယ်ဆိုလို့ရှိရင်ထုတ်လို့ရတာကကျမတို့ society မှာကျွန်တော် group လေးတွေရှိရပေါ့နော်ဆိုဒီအုပ်စုတစုမှာပါလို့ဒီလိုဖြစ်ရမယ်ဒါပဲလုပ်တယ်ဒီလိုမျိုးမဟုတ်ပဲねကျမတို့အဲ့ဒီအုပ်စုတစုထဲမှာပါဝင်နေတာဒီ just part of identity ပေါ့နော်ဆိုအစိတ်ပိုင်းလေးတစ်ခုပဲ not fully အပြည့်အဝမဟုတ်ဘူးဆိုတာလေးပေါ့နော်so ကျမတို့ not podcast တွေမှာပြန်ပြီးတော့ဆွံ့ကြပါမယ်ရှင် so have a nice day to you all bye bye